ကံကြမ္မာတိုက်ပွဲနှင့်ဘဝရွေးချယ်ခွင့်များကာယကံဝစီကံမနောကံရဲ့တို့ကံ၃ပါးမှာဘယ်ကံကအပြစ်ကြီးပါသလဲဆိုတဲ့မေးခွန်းကိုတော့ဓမ္မမိတ်ဆွေများအားလုံးလည်းစိတ်ဝင်စားမယ်ထင်ပါတယ်။ဒါကြောင့်ဒီတရားဗီဒီယိုထဲမှာတော့ကာယကံဝစီကံမနောကံရဲ့တို့ကံ၃ပါးမှာဘယ်ကံကအပြစ်ကြီးပါသလဲလို့လူတွေဟာမေးလိုက်ပြီဆိုရင်သိကြတာကတော့ကောင်းကျိုးပေးတဲ့ကုသိုလ်ကံကိုမေးတာမဟုတ်ဘူးဆိုတာသိကြပါတယ်။ဒီတော့မကောင်းကျိုးပေးတဲ့အကုသိုလ်ကံကိုမေးတာပဲဆိုတာသိတာသွားပါတယ်။ဒီလိုဆိုရင်ကာယကံကဘလောက်ဝစီကံကဘလောက်မနောကံကဘလောက်ရှိတယ်ဆိုတာကိုအရင်သိဖို့လိုပါတယ်။ဒါကြောင့်ဒီအကုသိုလ်ကံရဲ့အရေးအတွက်ကိုဥစွာပြောပြပါမယ်။ကာယကံဆိုတာကိုယ်ဖြင့်ပြုလုပ်တဲ့အကုသိုလ်ကံကိုဆိုလိုတာဖြစ်ပါတယ်။အဲဒီလိုမိမိကိုယ်ဖြင့်ပြုလုပ်တဲ့အကုသိုလ်ကံဟာ၁ပါဏာတိပါဒသူ့အသက်ကိုတတ်တဲ့ကံ၂အာဒိဏဒါနသူတစ်ပါးပစ္စည်းကိုခိုးယူတဲ့ကံ၃ကာမိတုမိစ္ဆာဇာရကာမမှု၌မှားယွင်းစွာပြုကျင့်မိတဲ့ကံရည်လို့ကံ၃ပါးရှိပါတယ်။နှုတ်ဖြင့်ပြောမှဆိုမှရှိတဲ့ဝစီကံလို့ခေါ်ပါတယ်။အဲ့ဒီနှုတ်ဖြင့်အပြောမှားတဲ့ကံတွေဟာ၁မှုတဝါဒလိန်ပြောတဲ့ကံ၂ပိတုဏဝါစာသူတစ်ပါးအချစ်ပြတ်အောင်ဂုံတိုက်တဲ့အကုသိုလ်ကံ၃ဖရုဒဝါစာကြမ်းတမ်းစွာပြောဆိုဆဲရည်သောအကုသိုလ်ကံ၄တမ္မပလာပပြင်ဖြင်းသောစကားကိုဆိုသောအကုသိုလ်ကံရည်လို့ကံ၄ပါးရှိပါတယ်။စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကိုတော့မနောကံလို့ခေါ်ပါတယ်။ဒီမနောကံတွေကတော့၁အဘိဇ္ဇာသူ့ပစ္စည်းဟာငါပစ္စည်းဖြစ်ပါတော့လို့မတရားလိုချင်တဲ့အကုသိုလ်ကံ၂ဗျာပါဒသူတစ်ပါးပစ္စည်းအောင်သေအောင်ကြံစီတဲ့အကုသိုလ်ကံ၃မိစ္ဆာဒိဋ္ဌိအယူအဆမှားယွင်းတဲ့အကုသိုလ်ကံရဲ့လို့ကံ၃ပါးရှိပါတယ်။ဒီ၁၀ပါးသောအကုသိုလ်ကံတရားတွေကိုအပေရောက်ကြောင်းလမ်းမကြီးနဲ့တူလို့အကုသလကမ္မပဋ္ဌတရား၁၀ပါးလို့ခေါ်ပါတယ်။ဒီအကုသလကမ္မပဋ္ဌဆိုတာအကုသိုလ်ကံဤဟုသောအပေသွားရာလမ်းမကြီးကိုဆိုလိုတာဖြစ်ပါတယ်။ဒီလမ်းမကြီး၁၀ခုအနက်မိမိကသာလမ်းတစ်ခုခုရဲ့အပေါ်ကိုနင်းသွားမိရင်လမ်းမကြီးကငရဲတရိษံပြိတ္တာအတုရကယ်ဆိုတဲ့အပယ်၄ပါးကိုရောက်ဖို့ကိုသာညွန်ပြနေပါတယ်။ဒါကြောင့်ဒီ၁၀ပါးသောအကုသိုလ်ကံတွေအနက်တကံကံကိုသာမိမိကကျူးလွန်မိမယ်ဆိုရင်အပယ်လန်းကမိမိအတွက်သိကြနေပါတယ်။ဒါကြောင့်ဒီအကုသလကမ္မပဋ္ဌ၁၀ပါးဟာအပြစ်ငယ်တယ်ဆိုတာမရှိပါဘူး။သို့တော့ဒီ၁၀ပါးအနက်ဘယ်ကံတရားဟာအပြစ်အကြီးဆုံးလဲလို့တွက်မယ်ဆိုရင်တော့နောက်ဆုံးမိစ္ဆာဒိဋ္ဌိကံဟာအပြစ်အကြီးဆုံးကံပဲဖြစ်ပါတယ်။ဒီအကြောင်းကိုသေသေးချာချာလေးမျှဝေပေးပါရစေ။အကုသိုလ်ကံအတွင်းမှာဂရုကံဟာအကြီးလေးဆုံးကံဖြစ်ပါတယ်။ဂရုကံဆိုတာပစ္ဆာနန္ဒိယကံကိုခေါ်တာပါပဲ။ပစ္ဆာနန္ဒိယကံဆိုတာကွယ်လွန်သည်အခြားမဲ့မှာဤကံအဝီစီငရဲကြီးကြားရောက်မိကံလို့ဆိုလိုတာဖြစ်ပါတယ်။၁မာတုကာရကအမိကိုတတ်သောကံ၂ပိတုကာရကအဖကိုတတ်သောကံ၃အရဟန္တကာရကယဟန္တာကိုတတ်သောကံ၄လောဟိတုပ္ပါဒကဖျားရှင်ကိုသွေးစိမ့်တယ်အောင်ပြုသောကံ၅တန်ခဗေဒကတန်ခါသင်္ကွဲအောင်ပြုသောကံဒီဂရုကံကြီး၅ပါးလုံးဟာကာယကံတွေကြီးဖြစ်ပါတယ်။ဒါကြောင့်ကာယကံဟာအပြစ်ကြီးတယ်လို့ပဲဖြေเสียရပေါ့။ဒါပေမဲ့ကာယကံဟာအပြစ်ကြီးတာမဟုတ်ပါဘူး။ဝစီကံအတွင်းကမုဒ္ဒဝါဒဆိုတာဟာလေအလွန်အပြစ်ကြီးပါတယ်။အပြစ်ကြီးလွန်းတော့ဖျားအလောင်းများဟာအခြားကုသိုလ်များကိုသာကျူးလွန်ခဲ့တယ်။မုဒ္ဒဝါဒကံကိုတော့မကျူးလွန်ဘူးတဲ့။ဒါကြောင့်မဂ္ဂဒေဝလင်္ကာသင်များမှာဖွင့်ဆိုထားတာကအကုသိုလ်မှာမုဒ္ဒဝါဒကုသိုလ်မှာကသစ္စာဝါစာလေးဆုံးသာတဲ့လို့ဆက်ဆိုထားပါတယ်။ဒီကံတွေထက်အပြစ်အကြီးဆုံးကတော့မိစ္ဆာဒိဋ္ဌိကံပဲဖြစ်ပါတယ်။မိစ္ဆာဒိဋ္ဌိဆိုတာကတော့အယူအဆမှားတာပေါ့။ကမ္မပဋ္ဌမြောက်တဲ့မိစ္ဆာဒိဋ္ဌိကံက၁၀ပါးအထိရှိပါတယ်။ဒတ္တဝိထုကမိစ္ဆာဒိဋ္ဌိလို့ခေါ်ပါတယ်။
အဲ့ဒီမိစ္ဆာဒိဋ္ဌိ10ပါးကတော့1နတ္ထိဒိဏံအလူငယ်ပေးလူလို့အကျိုးမရှိ2နတ္ထိယိထံအလူကြီးပေးလူလို့အကျိုးမရှိ3နတ္ထိဟုတံပူဇော်၍အကျိုးမရှိ4နတ္ထိဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံမရှိ5နတ္ထိအယံလောကောဘဝတစ်ပါးမှလာသူမရှိ6နတ္ထိပယောလောကောတမလွန်လောကမရှိ9နတ္ထိမာတာမိခင်ဤကျေးဇူးမရှိ8နတ္ထိပိတာဖခင်ဤကျေးဇူးမရှိ9နတ္ထိဩပပါတိကာဥပပတ်တတ္တဝါမရှိ10နတ္ထိတမနာပြမနာကိလေသာငြိမ်းအေးသောတမနာပြမနာဟူ၍မရှိဒီအယူ10ပါးကိုဓတ္တဝတ္ထုကမိစ္ဆာဒိဋ္ဌိလို့ခေါ်ပါတယ်မိစ္ဆာဒိဋ္ဌိကြီး10ပါးကိုခြုံငုံကြည့်ရင်တော့ကံရဲ့အကျိုးဟာမရှိဘူးလို့ဆိုထားတဲ့အတွက်ကြောင့်ပယ်တဲ့အတွက်ကြောင့်နတ္ထိကဒိဋ္ဌိလို့ခေါ်ပါတယ်ကောင်းမှုပြုတော်လဲပြုသည်မမီမကောင်းမှုပြုတော်လဲပြုသည်မမီလို့ကံကိုပယ်တဲ့အတွက်ကြောင့်အကိယဒိဋ္ဌိလို့ခေါ်ကြပါတယ်တတ္တဝါဆိုတာကတော့ကုသိုလ်ကံကြောင့်ဖြစ်တာလည်းမဟုတ်အကုသိုလ်ကံကြောင့်ဖြစ်တာလည်းမဟုတ်အကြောင်းအထောက်ပံ့မရှိသူဖြစ်ချင်ရာဖြစ်တာပဲလို့အကြောင်းပယ်တဲ့အတွက်အဟေတုကဒိဋ္ဌိလို့လည်းခေါ်ပါတယ်နတ္ထိကဟေတုကအကရိယဒိဋ္ဌိဟိဧဝကမ္မပထဗေတောဟောတိနတ္ထိကအဟေတုကအကရိယအမည်ရတဲ့ဒီအယူဆိုးဒိဋ္ဌိကြီး10ပါးဆွဲကင်ထားခဲ့လျင်အပေလားဖို့ကမ္မပထမြောက်သွားပါပြီဒီအယူဆိုးကြီးကိုဆွဲဆွဲမြဲမြဲယူခဲ့လျင်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီးထိုသူကွယ်လွန်လျင်လူဘဝနတ်ဘဝမှာဖြစ်ခွင့်မရှိပဲဧကံမဟာဝစီငရဲကိုသာကြာရမှာဖြစ်တယ်ကဘာပြက်လျင်ပစ္ဆာနန္တရိယကံကြောင့်ငရဲကြသူများဟုဗြဟ္မဘုံ၌ဖြစ်ခွင့်ရှိတော်လေနိယတမိစ္ဆာဒိဋ္ဌိအယူဆိုးယူမိသူများကတော့ဗြဟ္မဘုံမှာမဖြစ်ပဲဒီစัจ java လာကဘာကြီးပြက်လျင်အခြားမပြတ်သေးတဲ့ကဘာမှာကူးပြီးငရဲခံရပါလိမ့်မယ်ဒါရင်ပဲလားဆိုတော့မကသေးပါဘူးအယူမှားယူမိတဲ့သူဟာမိမိယူထားတဲ့မိစ္ဆာဒိဋ္ဌိအယူကိုဖြစ်ရဘဝမှာအခိုင်အမာဆွဲကင်ဆုပ်ယူထားတဲ့အတွက်ဖျားပေါင်းအရာအထောင်ကြွရောက်တရားဟောသည့်တိုင်အောင်ဆွဲယူမိတဲ့မိစ္ဆာအယူကိုမစွန့်နိုင်အောင်အလွန်အယူပြင်းထန်တဲ့ဒါကြောင့်မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာအပေပြီးအပေကြ၍ကမ္ဘာသင်္ကုတ်ကြီးအဖြစ်ကြံရစ်တတ်တယ်လို့ကျမ်းဂန်များမှာဖွင့်ပြထားပါတယ်မိစ္ဆာဒိဋ္ဌိကံဆိုတာကာယကံလည်းမဟုတ်ဘူးဝစီကံလည်းမဟုတ်ဘူးမနောကံစစ်စစ်ဖြစ်တယ်ဒါကြောင့်ကာယကံဝစီကံမနောကံဆိုတဲ့အကုသိုလ်ကံ၃ပါးမှာမနောကံဟာအပြည့်အကြီးဆုံးလို့မှတ်သင့်ပါတယ်ကံတရားနဲ့အကျိုးပေးခွင့်တခါတလေတော့လေကံတရားကနားလေရအခက်သားပါပဲကောင်းကံတွေပြုနေပေမဲ့အစင်မပြေမှုတွေနဲ့ကြည့်တွေ့ရတတ်တယ်မကောင်းကံတွေနဲ့ရှင်နေပေမဲ့လည်းဘာပဲလုပ်လို့အစင်ပြေနေတတ်ပါတယ်ဒီအဖြစ်မျိုးတွေကပတ်ဝန်းကျင်တိုင်းမှာတွေ့နေရတာဖြစ်လေတော့အမြင်အားဖြင့်တိတ်ပြီးဆန်းလာတယ်လို့မဆိုနိုင်ပါဘူးဒါပေမဲ့စန်းတာကတော့ကံရဲ့သဘောတရားပါဥပမာကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့လူတစ်ယောက်မကောင်းကံမှန်သမျှအကုန်လုပ်နေတယ်ဒါကိုသူ့ပတ်ဝန်းကျင်ကလည်းသိနေကြတယ်ဒါပေမဲ့အဲ့ဒီလူမှာချမ်းသာလိုက်တာမပြောပါနဲ့တော့လုပ်ငန်းကံငန်းတွေကြည်အောင်မလားအားလုံးချုံမွေးလို့ဘာဆိုဘာမှအခက်ခဲဆိုတာသူ့မှာမရှိဘူးဒါမျိုးတွေကိုမြင်ရတော့ကိုပြုတ်နေကြကောင်းကံလေးအပေါ်မှာတောင်တန်တရားဝิญဉ္ဇစရာဖြစ်လာတယ်ကံပေါ်နားလေရတဲ့ခက်ပါလားလို့လူတော်တော်များများဟာတွေးထင်နေကြပါတယ်နောက်ပိုင်းစာတွေမှာဓမ္မစာပေတွေကိုဖတ်ရင်းမှတ်ရင်လေ့လာရင်းနဲ့တမ္မတ္တိတရား၄ပါးနဲ့ဝိပဿနာတရား၄ပါးအကြောင်းကိုဖတ်ပြီးတော့မှပဲထိုက်တဲ့လောက်နားလည်ခဲ့ရပါတယ်ဒီတရားတွေကိုဓမ္မမိတ်ဆွေများနားလည်ရလွယ်အောင်အတူချုံပြီးရှင်းပြပေးပါမယ်ကံဆိုတာကုသိုလ်ကံနဲ့အကုသိုလ်ကံကောင်းကံနဲ့မကောင်းကံပေါ့အဲ့ဒီကံနှစ်ခုဟာပြုတ်ပေမဲ့ပြုတ်တိုင်းတော့ပုံသေးအကျိုးမပေးသေးပါဘူး
သမတ်တိတရားလေးပါးနဲ့ကြုံနေရင်မိမိပြုထားတဲ့အကုသိုလ်ကံဟာအကျိုးမပေးနိုင်တယ်လို့ဝိပဿနာတရားလေးပါးနဲ့ကြုံနေရင်လည်းမိမိပြုထားတဲ့ကုသိုလ်ကံကအကျိုးမပေးနိုင်သေးပါဘူးသမတ်တိရဲ့အနက်ကပြည့်စုံခြင်းဝိပဿနာရဲ့အနက်ကချုပ်ရင်းခြင်းကိုပြောတာဖြစ်ပါတယ်သမတ်တိတရားလေးပါးဆိုတာကဂရိတံပတ္တိဥပရိတံပတ္တိကာလတံပတ္တိပယောဂတံပတ္တိဂရိတံပတ္တိဆိုတာကဘာကိုပြောတာလဲဆိုတော့လူပြည်နတ်ပြည်ဗြဟ္မပြည်ကိုပြောတာဖြစ်ပါတယ်ဘဝကောင်းကိုရရှိခြင်းပေါ့ဂရိတံပတ္တိမှာဖြစ်နေရင်အကုသိုလ်ကံကအကျိုးပေးခွင့်မသာတော့ပါဘူးကုသိုလ်ကံရဲ့အလှည့်ရောက်နေတာပဲဖြစ်ပါတယ်ဥပရိတံပတ္တိဆိုတာကတော့ရုပ်အစင်းလာခြင်းကိုပြောတာဖြစ်ပါတယ်လောကမှာဥပရိတံပတ္တိကလည်းအရေးကြီးပြန်ပါတယ်အဲ့ဒီဥပရိတံပတ္တိကိုရနေရင်အကုသိုလ်ကံအကျိုးပေးခွင့်မသာတော့ဘူးဒီဟိုကျွန်းမှာဗာတိကမင်းဆိုတာရှိပါတယ်အဲ့ဒီမင်းကတိုင်းသူပြည်သားတွေကိုနွားသားမစားရဘူးလို့အမိန့်ထုတ်ထားပါတယ်နွားသားစားခဲ့ရင်ဖမ်းပြီးဒဏ်ငွေတက်တယ်ဒဏ်ငွေမဆောင်နိုင်ရင်နန်းတော်ထဲကိုခေါ်ပြီးအမိုက်ကျုံးတာတို့မြေတူးတာတို့ကိုလုပ်ရတယ်တနေ့မိသားစုတစုဟာတားမြစ်ထားတဲ့ကြားကနွားသားခိုးစားကြပါတယ်ဒီလိုနဲ့ဘရင်ရဲမက်တွေကဖမ်းမိရောဆိုပါတော့ဒီတော့ထုံးစံအတိုင်းဒဏ်ငွေဆောင်ဖို့ဒါပေမဲ့အဲ့ဒီမိသားစုကဆင်းရဲတော့ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့မဆောင်နိုင်တော့နန်းတော်ကိုခေါ်ခဲ့ကြတာပေါ့နန်းတော်မှာကသူတို့မိသားစုတွေမကဘူးတဲ့သူတို့လိုပဲနွားသားခိုးစားကြတဲ့တခြားမိသားစုတွေလည်းပါတယ်အဲ့ဒီနွားသားခိုးစားတဲ့သူတွေကိုဒဏ်ပေးတဲ့အနေနဲ့အမိုက်သိမ်းမြေတူးမျက်နှုတ်စတာတွေကိုလှုပ်ခိုင်းတာပေါ့ဒါကိုဗာရိကမင်းကပြည်တိုင်းကနေကြည့်နေပါတယ်စောစောကပြောခဲ့တဲ့မိသားစုထဲမှာတော်တော်ရုပ်အစင်းလှတဲ့ကောင်မလေးတစ်ယောက်လည်းပါတယ်နေပူကျဲကျဲမှာချွေးတန်တရွှဲရွှဲနဲ့ဒဏ်ထမ်းနေတဲ့အဲ့ဒီရုပ်လှလှကောင်မလေးကိုမြင်တော့ဘယင်ကဒီလိုရုပ်ရည်နဲ့ကြမ်းတမ်းတဲ့အလုပ်တွေနဲ့မတန်ဘူးဆိုပြီးမင်းချင်းတစ်ယောက်ကိုခေါ်ခိုင်းလိုက်ပါတယ်တူတူချုံပြီးပြောရရင်အဲ့ဒီကောင်မလေးကိုဘယင်ကတမာဒီဝီဆိုတဲ့ဘွဲ့ပြီးဘယင်ကသူ့အနားမှာခါစားဖို့ထားလိုက်တော့တယ်သူ့ရဲ့မိသားစုကိုလည်းဒဏ်ထမ်းနေရာကနေလူငင်းချမ်းသာခွင့်ပေးတဲ့အပြင်အသက်မွေးနိုင်လောက်အောင်ငွေကြေးတွေနဲ့လည်းမဆလိုက်ပါတယ်ဒါဥပရိတံပတ္တိကအကျိုးပေးလိုက်တာပါပဲလူတစ်ယောက်ရဲ့ဥပရိတံပတ္တိဟာသူနဲ့ဆက်နွယ်တဲ့မိသားစုကိုလည်းအကျိုးပေးသွားနိုင်ပါတယ်အဲ့ဒီလိုဥပရိတံပတ္တိနဲ့ပြည့်စုံနေရင်လည်းအကုသိုလ်ကံကအကျိုးပေးခွင့်မသာပြန်ပါဘူးကာလတံပတ္တိဆိုတာကမြတ်စွာဘုရားပွင့်ရာအခါစကြဝဠာမင်းပေါ်ရာအခါမင်းကောင်းမင်းမြတ်တွေပေါ်ရာအခါကိုပြောတာဖြစ်ပါတယ်မြတ်စွာဘုရားပွင့်နေရင်နိဗ္ဗာန်ရောက်ကြောင်းတရားတွေနာကြားခွင့်ရနိုင်မယ်စကြဝဠာမင်းပေါ်နေတဲ့ကာလဆိုရင်လေသူ့ဖုံးကံအလျောက်တိုင်းပြည်ဟာချမ်းသာကြွယ်ဝနေမယ်မင်းကောင်းမင်းမြတ်တွေအုပ်စိုးနေတဲ့ကာလဆိုရင်လေတိုင်းသူပြည်သားတွေစားဝတ်နေရေးစီးပွားရေးတွေပြည်လည်နေမယ်ကျန်းမာရေးတွေကောင်းနေမယ်ပညာတွေစိတ်ကြိုက်သင်ခွင့်ရနိုင်မယ်ပေါ့ဒါဟာကာလတံပတ္တိနဲ့ပြည့်စုံနေလို့ဖြစ်ပါတယ်ဒီလိုကာလတံပတ္တိနဲ့ပြည့်စုံနေရင်လေအကုသိုလ်ကံကအကျိုးပေးခွင့်မသာပြန်ပါဘူးပယောဂတံပတ္တိဆိုတာကတော့သတိဝရိယဉာဏ်တွေနဲ့ပြည့်စုံနေတာကိုပြောတာဖြစ်ပါတယ်လောကမှာနေသမျှကာလပတ်လုံးအမြဲတမ်းသတိရှိနေရပါမယ်တွတ်တွတ်လက်လက်နိုးနိုးကြကြနဲ့လုံလဝရိယရှိနေမယ်အရာရာကိုနားလည်သဘောပေါက်ပြီးထက်မြက်တဲ့ဉာဏ်ပညာရှိနေမယ်သတိဝရိယဉာဏ်တွေရှင်ပြီးအားကြီးတဲ့ကုသိုလ်တွေပြုနေမယ်အဲ့ဒီလိုဆိုပြန်ရင်လေအကုသိုလ်ကံကအကျိုးပေးခွင့်မသာပြန်ပါဘူးလောကမှာကြီးပွားချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်ပယောဂတံပတ္တိဆိုတဲ့သတိဝရိယဉာဏ်ပညာနဲ့ပြည့်စုံနေတဲ့သူတွေဖြစ်နေမယ်ဆိုတာတွေ့ရပါလိမ့်မယ်ဒီနေရာမှာသတိထားရမှာကအတိတ်ကံရဲ့တတ္တိကတမတ်သားလောက်ပဲပါတယ်ယခုပြစ္ဆုတ်ပံဘဝကသတိဝရိယဉာဏ်ဆိုတဲ့ပယောဂတမတ္တိကသုံးမှတ်သားလောက်ရှိတယ်ဆိုတာကောင်းကောင်းသတိထားရမယ့်အကြောင်းကိုမဟာကန္နာယုံဆရာတော်ဘုရားကြီးအရှင်ဇနဂါဘိဝင်သားကအထူးသတိပေးထားပါတယ်ဆိုလိုတာကဒီပြစ္ဆုတ်ပံဘဝမှာ
ပယောဂတမ္ပတ္တိနဲ့ကုသိုလ်ကံအကျိုးတွေကိုခံစားနိုင်ခွင့်ရှိသလိုအကုသိုလ်ကံတွေကိုလည်းတားဆီးထားနိုင်ပါတယ်ဥပမာအဇာတတမင်းကိုကြည့်ပါအဖကိုတတ်ထားတဲ့ပါဏာတိပါဒကံကြီးကအဝီစီငရဲကိုကျိန်းတည်မူချကြရမှာဖြစ်ပါတယ်ဒါပေမဲ့တတိရိညာဉ်တွေဝင်လာပြီးမြတ်စွာဘုရားကိုသွားပြီးစီကပ်ခါမှားမိသမျှဝင်ချတောင်းပန်လိုက်တော့ဘုရားရှင်ကိုစီကပ်ရတဲ့တတ္တိနဲ့အဖတတ်တာကိုတောင်းပန်ဝင်ချလိုက်တဲ့ပယောဂတမ္ပတ္တိကြောင့်အဝီစီငရဲမကြတော့ပဲအဝီစီငရဲထက်ငယ်တဲ့လောဟကုံမီငရဲမှာပဲကြာရပါတော့တယ်နောက်အကျိုးတစ်ခုကအဲ့ဒီငရဲကလွတ်လာရင်ဝိဇိတာဝီဆိုတဲ့ပြစ္ဆေကဗုဒ္ဓဖြစ်ပြီးပရိနိဗ္ဗာန်ဆံဝင်ရမှာဖြစ်ပါတယ်ဒါဟာပယောဂတမ္ပတ္တိရဲ့အစွမ်းတတ္တိတွေပါပဲနောက်ဝိပတ္တိ၄ပါးထဲမှာဂရိတမ္ပတ္တိဆိုတာငရဲတိရစ္ဆာန်ပြိတ္တာအတုရကယ်ဆိုတဲ့အပယ်လေးပုံကိုပြောတာဖြစ်ပါတယ်မကောင်းတဲ့ဘဝကိုရရှိတယ်လို့ဆိုတာပေါ့အဲ့ဒီလိုအပယ်လေးပုံဆိုတဲ့ဂရိတမ္ပတ္တိနဲ့ကြုံနေရင်လဲကျွန်ုပ်တို့ဟာရှေးရှေးဘဝကုသိုလ်ကံတွေကရှိနေပေမယ်အဲ့ဒီကုသိုလ်ကံကအကျိုးပေးခွင့်မသာတော့ပါဘူးဥပရိဝိပတ္တိဆိုတာကရုပ်အစင်းမလှတာပါဒီပယာဆိုတဲ့ဝတ္ထုမှာမင်းကြီးကဒီပယာသာဆိုတဲ့မင်းသားကိုဖွားမြင်တော့မင်းကြီးကသားကိုချစ်တာရောမိဖုရားကိုချစ်တာရောပေါင်းပြီးမိဖုရားကိုလိုရာစုကိုတောင်းပါလို့ပြောပါတယ်မိဖုရားကလည်းကောင်းပြီအခုမယူသေးပါဘူးနောက်မှယူမယ်လို့လျှောက်ပါတယ်ဒီလိုနဲ့အဲ့ဒီဒီပယာသာမင်းသားက9နှစ်8နှစ်အရွယ်မှာကြက်တိုက်တန်းကစားတဲ့မင်းသားဖြစ်ပြီးမကစားတဲ့အရာကိုကစားတော့ကြက်ကနောက်ပြန်ဆုပ်ရင်းမင်းသားရဲ့မျက်စိကိုခွတ်လိုက်တာမျက်စိပျက်စီးသွားပါတယ်ဒီလိုနဲ့မင်းသား16နှစ်သားအရွယ်ရောက်လာတော့မေတော်မိဖုရားကြီးကမင်းကြီးစီကပ်ပြီးအရှင်မင်းကြီးတားဖွားစဉ်ကာလကလိုရာစုကိုတောင်းပါလို့အမိန့်ရှိထားပါတယ်ယခုထိုစုကိုတောင်းလို့ပါတယ်ဆိုပြီးဘယင်ကိုလျှောက်ထားပါတယ်ဒီတော့မင်းကြီးကလည်းမိဖုရားမြတ်စုယူလို့ဆိုတော့မိဖုရားကအရှင်မင်းကြီးအကျွန်ုပ်သားအားမင်းအဖြစ်ကိုပေးတော်မူပါလို့တောင်းတယ်ဒီတော့မင်းကြီးကဗာပြန်ပြောသလဲဆိုတော့မိဖုရားတင်သားဟာစက္ကုမစုံအင်္ဂါမြုံတဲ့သူဖြစ်တယ်တိုင်းပြည်နဲ့မတန်ဘူးဒါကြောင့်မင်းအဖြစ်ကိုမပေးလို့ပြန်မိတ်လိုက်ပါတယ်မိဖုရားကလည်းမလျှော့ဘူးထက်တလဲလဲတောင်းနေတော့နောက်ဆုံးမင်းကြီးလဲနှုတ်ကတိကလည်းရှိထားဘူးတော့တင်သားအကန့်အားဒီအလုံးစုံတော့တီဟိုကျွန်းကိုတော့မပေးနိုင်အချမ်းရံဖြစ်တဲ့နာဂတိပကျွန်းငယ်၌သာမင်းပြုလေလို့ကျွန်းငယ်တစ်ခုကိုပေးလိုက်ပါတယ်ဒီဝိထုကိုကြည့်မယ်ဆိုရင်တကယ်လို့သာဒီပယသာမင်းသားဟာဥပရိတံပတ္တိနဲ့ပြည့်စုံခဲ့ရင်ယူဇနာ300လောက်ရှိတဲ့တီဟိုကျွန်းတစ်ကျွန်းလုံးကိုမင်းအဖြစ်နဲ့အုပ်ဆိုးရမှာဖြစ်ပါတယ်သို့ပေမဲ့အခုတော့ဥပရိဝိပတ္တိဖြစ်နေတော့ကုသိုလ်ကံကအကျိုးပေးခွင့်မသာတော့ပါဘူးကာလဝိပတ္တိဆိုတာကတော့မြတ်စွာဘုရားရှင်နဲ့ဝေးနေတဲ့ကာလစုတ်ကပ်ကာလမှာမကောင်းတဲ့မင်းတွေအုပ်ဆိုးတဲ့ကာလကိုခေါ်တာဖြစ်ပါတယ်အဲ့ဒီကာလတွေများဒါနသီလဘာဝနာတမာတိပညာဆိုတဲ့ကုသိုလ်တရားတွေကိုပြုခွင့်မရကြပါဘူးစားဝတ်နေရေးတွေကြက်တဲ့စစ်တွေဖြစ်ဥပမာအာဖဂန်နစ္စတန်တို့ပါလက်စတိုင်းတို့လိုနိုင်ငံမျိုးပေါ်အမြဲတမ်းစစ်တွေဖြစ်နေတော့ပညာသင်ကြားခွင့်မရစီးပွားရေးလုပ်ခွင့်မရတသက်လုံးဒုက္ခတဲ့စခန်းမှာပဲရွက်ဖြင့်တဲတွေထိုးပြီးနေကြရပါတယ်အဲ့ဒီကာလဆိုးတွေနဲ့ကြုံနေရင်လဲကုသိုလ်ကံကအကျိုးပေးခွင့်မရပြန်ပါဘူးဘယောဂဝိပတ္တိဆိုတာကသတိမရှိဝိရိယမရှိဉာဏ်မရှိတာကိုပြောတာပါသတိဝိရိယဉာဏ်ကင်းတဲ့သူဟာပညာပဲသင်နေစီးပွားရေးပဲလုပ်လို့အောင်မြင်မှုလမ်းကြောင်းနဲ့ဝေးတတ်ပါတယ်သတိဝိရိယဉာဏ်ကင်းပြီဆိုရင်ပညာလဲကောင်းကောင်းသင်မှာမဟုတ်တော့သလိုစီးပွားရေးလဲကောင်းကောင်းလုပ်တော့မှာမဟုတ်ပါဘူးငွေလွယ်လွယ်ရတဲ့အကုသိုလ်နဲ့မကင်းတဲ့အလုပ်တွေပဲလုပ်တော့မှာဖြစ်ပါတယ်ဒီတော့ကုသိုလ်ကံကဘယ်လိုလုပ်လာပြီးအကျိုးပေးတော့မလဲအထက်ကပြောခဲ့တဲ့စကားတွေကိုပြန်အနှစ်ချုပ်လိုက်ရင်တမ္ပတ္တိ၄ပါးနဲ့ပြည့်စုံနေမယ်ဆိုရင်အကုသိုလ်ပြုခဲ့ရင်တော့ကုသိုလ်အကျိုးအကုသိုလ်အကျိုးပေးခွင့်မသာသေးပဲကုသိုလ်ကံကကြီးအကျိုးပေးနေပါလိမ့်မယ်ဝိပတ္တိ၄ပါးနဲ့ကြုံနေမယ်ဆိုရင်လည်း
ကုသိုလ်ကံအကျိုးပေးခွင့်မသာသေးပဲအကုသိုလ်ကံကကြီးအကျိုးပေးနေပါလိမ့်မယ်ဒီနေရာမှာအဓိကပြောချင်တာကတော့ပယောဂတမ္ပတ္တိပါလူတစ်ယောက်အတွက်ဂရိတမ္ပတ္တိဥပရိတမ္ပတ္တိကာလတမ္ပတ္တိဆိုတဲ့တရားသုံးပါးကပြုပြင်ယူလို့ခက်ခဲပေမယ့်ပယောဂတမ္ပတ္တိကတော့ပြုပြင်ယူလို့ရပါတယ်ဒါကိုကသိထားဖို့တော့လိုအပ်ပါတယ်အတိတ်ပယောဂတမ္ပတ္တိကတော့ပြုပြင်ယူလို့မရတော့ထားလိုက်ပါတော့ပြုပြင်ယူလို့ရတဲ့ပြစ္ဆုတ်ပံပယောဂတမ္ပတ္တိကိုပြုပြင်သွားဖို့ပါပဲဥပမာကိုကယုံမလာခဲ့ရင်အော်ငါဟာအတိတ်ဘဝကစိတ်ထားညံ့ခဲ့လို့ဒေါသကြီးခဲ့လို့ဒီဘဝမှာယုံမလာတာဒီဘဝမှာစိတ်ထားလှအောင်နေမယ်ဒေါသနဲ့အောင်ကြိုးစားမယ်ယုံလာရလာကြောင်းကုသိုလ်တွေကိုပြုမယ်ဆိုပြီးသတိရှင်တာစိတ်ချမ်းသာအောင်နေတာဥရုနဲ့တင်းလျော်တဲ့အစာအာဟာရကိုစားတာအချိန်မှန်အိပ်ပြီးအချိန်မှန်စားတာပညာကိုဝိရိယရှိရှိကြိုးကြိုးစားစားနဲ့သင်ယူတာအခွင့်တင်နိုင်စွမ်းနိုင်တဲ့ကုသိုလ်တွေကိုစေတနာပါပါနဲ့ပြုတာနိုးနိုးကြကြနဲ့သတိရှိရှိနေတာစသည်ဖြင့်ပေါ့ဒါတွေဟာပြစ္ဆုတ်ပံပယောဂတမ္ပတ္တိကိုကောင်းအောင်ပြုပြင်ယူတာပါပဲပြုပြင်ခွင့်ရှိတဲ့ပြစ္ဆုတ်ပံပယောဂတမ္ပတ္တိကိုတော့ပြုပြင်တည်ဆောက်တတ်ဖို့ပါပဲလေဒါဆိုရင်ရတဲ့ရထိုက်တဲ့အကျိုးတွေကလည်းအခွင့်အသင့်တယ်လို့ရရှိလာပါလိမ့်မယ်လို့အကြံပြုရင်းဓမ္မအသိမျှဝေခြင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးလည်းတန်တရားကင်းသောဘဝကိုပိုင်ဆိုင်ရပြီးကျမ်းမာပျော်ရွှင်သောမိသားစုလေးကိုလည်းပိုင်ဆိုင်ရပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ယခုတရားဗီဒီယိုတွင်ပါဝင်သောဓမ္မစီမီများသည်ဆရာတော်အရှင်ရာဇိဏရဝေနယ်အင်းမစေတနာကောင်းလျင်ကံကောင်းပြီတန်တရားခရီးပေါ်စာအုပ်မှတစ်ဆင့်ပြန်လည်ပြုပြင်၍ဓမ္မစီမီထွန်းညှိပူဇော်ထားခြင်းသာဖြစ်ပါတယ်အားလုံးသောဓမ္မမိတ်ဆွေပေါင်းတို့နဲ့တကွာကဘာသူကဘာသားအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ရောဂါကင်းစင်ကွာ၍ကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ